အာဖရိကမြက်ခင်းပင်ရဲ့ပြင်းထန်တဲ့နေရောင်အောင်မှာဟတ်ဇာဘီလူမျိုးစုမုတ်ဆိုးတွေဟာကြမ်းတမ်းတဲ့အစားအသောက်အိုးကြီးဘေးမှာဝိုင်းရံနေကြပါတယ်။သူတို့ရဲ့အဝတ်အစားတွေမှာရွှွန့်တွေပေးကျန်နေပြီးလက်သေးသေးလေးတွေနဲ့အသားစိမ်းတွေကိုကင်ကပါဇက်ထဲတိုက်ရိုက်ထဲစားနေကြပါတယ်။မြောက်ရဲ့အရေးခွန်နဲ့အမွေးတွေကိုလောင်ပြောင်းအောင်မခွာကြပါဘူး။ပေါ်ပြီးရင်နာစရာကောင်းတာကတော့နောက်ထပ်ကလေးငယ်တယောက်ရဲ့မျက်နှာပေါ်မှာရင်ကောင်တွေအပြည့်တွဲကပ်နေပြီးမျက်ရည်နဲ့ရွှွန့်ရည်တွေရောနှောကပါဇက်တောင်စုံကနေစီးကျနေပေမဲ့ရင်ကောင်တွေကိုမောင်းထုတ်ဖို့လက်ဝဲရမ်းမဲ့ခွန်အားတောင်မရှိရှာပါဘူး။ဒီမှာတန်ရှင်းတဲ့ရေအရင်အမြင့်မရှိပါဘူး။ကောင်းမွန်တဲ့အစားအသောက်မရှိသလိုပဋိဇီဝဆေးတွေဆိုတာပိုလို့တောင်မရှိပါဘူး။သူတို့ဟာငယ်စဉ်ကတည်းကယောဂပိုးမွှားတွေကပ်ပါးကောင်တွေနဲ့အထူယွင်တွဲနေထိုင်လာကြပြီးအလွန်ရက်ဆက်ကြမ်းတမ်းတဲ့ရှင်တန်မှုတိုက်ပွဲကိုအစောဆုံးတဘာဝနီးလန်းတွေနဲ့ရင်ဆိုင်နေကြရပါတယ်။တချို့ကသူတို့ကိုညစ်ပတ်တယ်လို့ပြောကြတယ်။ဒါပေမဲ့ဒါဟာဆလောင်မွတ်သိပ်မှုကိုတွန်းလှန်မှုသူတို့ရဲ့တစ်ခုတည်းသောနီးလန်းဖြစ်ပါတယ်။တချို့ကသူတို့ကိုရိုင်းဆိုင်တယ်လို့ပြောကြတယ်။ဒါပေမဲ့ဒါဟာသူတို့ရဲ့အယိုးတဲ့အထိဆွဲနေတဲ့ရှင်တန်လိုစိတ်ပြီးသားပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီဗီဒီယိုတိုးလေးတွေကြည့်ရင်အစားအသောက်ဒီမှာစားနေချိန်မှာဒီကလေးတွေကတော့အသက်ရှင်ရက်တည်နိုင်ဖို့အတွက်ရွှွန့်ဒီပေနေတဲ့လက်တွေနဲ့အစားအစာတလုတ်စားကိုလူရက်စားတောက်နေကြရပါတယ်။